အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဆောင်းပါးလေးကတော့ Fever Spring ကရေးသားဖော်ပြထားတဲ့တားရှင်ပြူအလူလေးတောင်မှမပြီးသေးခင်ဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးခြင်းပါတယ်တားရှင်ပြူအလူလေးတောင်မှမပြီးသေးခင်တားရှင်ပြူအလူလေးလုပ်ဖို့မတ်သေးဖြူတို့မိသားစုစိတ်လှုပ်ရှားနေကြပါတယ်ကိုရင်ဝစ်ချင်လုံးနဲ့10နှစ်သားအရွယ်သားဖြစ်သူကအိမ်ကိုပြန်မလာပဲဖုန်ကြီးကျောင်းမှာသာအနေများပါတယ်ဘုန်းကြီးကျောင်းမှာပျော်မွေ့နေတဲ့သားတော်မောင်ကကိုရင်ဝစ်ချင်လွန်းလှတာမို့အလူလုပ်ပေးရမှာကိုမိသားစုစိတ်လှုပ်ရှားနေကြတာပါတခါမှလည်းမလုပ်ဘူးတော့ကျုပ်ဖြင့်ရင်လဲခုန်တယ်ကြည်လဲကြည်နူတယ်ခုသားလေးကလည်းတအားကိုဝစ်ချင်နေလို့လေလို့မသေးဖြူကပြောပါတယ်မသေးဖြူကအသက်33နှစ်အရွယ်အညာသူတဦးဖြစ်တာမို့စကားပြောရင်အညာတန်ပပပြောလိရှိပါတယ်အမျိုးသားဖြစ်သူကိုလင်းကိုကသူ့ထက်တစ်နှစ်ငယ်ပြီးအသက်32နှစ်အရွယ်သာရှိပါသေးတယ်။သားကြီးဖြစ်သူက10နှစ်နဲ့သမီးဖြစ်သူက4နှစ်အရွယ်ရှိပါပြီ။အညာမှာသားဖြစ်သူ10ကျော်သက်မတိုင်ခင်မှာမိဘတွေကရှင်ပြုတ်ပေးဖို့လုံးပန်းကြတာရိုးရာတစ်ခုပါ။အခုလဲချောင်းဦးမြို့နယ်အနိတ်ကျေးရွာကမတ်သေးဖြူတို့လင်မယားဟာလက်လုံလက်စားတွေမို့ငွေရားလေးစွန့်နိုင်အောင်အလုပ်တွေအများကြီးစူးစမ်းခဲ့ရတာပါ။ရွာမှာလဲပိုင်းရပိုင်းမရှိလက်လုံလက်စားတွေမို့အမျိုးသားဖြစ်သူက2024ခုနှစ်ဩဂုတ်လမှာတခြားနယ်ကိုအလုပ်သွားလုပ်ပါတယ်။ကားမောင်းသူရဲ့နောက်လိုက်အကူအမဲစီထုတ်တာမှအကူသဘောမျိုးလုပ်ရတာပါ။ပထမ9လောက်ကတရက်ကိုမြန်မာကျပ်ငွေ7000ရပါတယ်။2025ခုနှစ်မှာတော့လောက်ခတွေတိုးရလာပြီးတစ်လကိုငွေကျပ်9သိန်းအထိရလာပါတယ်။ရတဲ့လောက်ခတွေကိုကြစ်ပါအောင်ဆိုပြီး6လလောက်အလုပ်လုပ်ပြီးရွာပြန်လာပါတယ်။အမျိုးသားဖြစ်သူအလုပ်သွားလုပ်ချိန်မှာမတ်သေးဖြူကလည်းရွာမှာရသမျှအလုပ်လုပ်ကိုင်းရင်အဆန်ဆူခဲ့ပါတယ်။ဖခင်ပြန်မလာခင်ကတည်းကသားကြီးဖြစ်သူကအဖေပြန်လာရင်ခေါင်းတုံးမယ်။ကိုရင်ဝစ်မယ်လို့ပူဇာနေတာမို့သားဖြစ်သူဆန္ဒကိုလည်းဖြည့်ဆည်းပေးဖို့တမိသားစုလုံးဆန္ဒပြင်းပြနေကြတာပါ။ဒါနဲ့ရှိတဲ့ငွေလေးကိုစုပေါင်းပြီးမိလ17ရက်နေ့ကိုဘုန်းကြီးကျောင်းမှာတမနက်ခင်းအလူလေးလုပ်ဖို့ပြင်ဆင်ကြပါတယ်။မန္တကြီးထိုးပြီးအလူကြီးမဟုတ်ပါဘူး။ဘုန်းကြီးကျောင်းမှာပဲအပြက်လူပြီးတမနက်ခင်းကျွေးလေးလုပ်ဖို့ပါလို့မသေးဖြူကပြောပါတယ်။မေလ10ရက်နေ့မနက်ခင်းမှာတော့အလူဝင်နေမှုမသေးဖြူတို့မိသားစုရင်တခုံခုံနဲ့ပြင်ဆင်နေကြပါတယ်။ပထမဦးဆုံးမိသားစုတွေထမင်းစားတောက်ပြီးရနဲ့မသေးဖြူကမိခင်ဖြစ်သူနဲ့အတူ4နှစ်အရွယ်သမီးငယ်ကိုခေါ်ကရိုးရာအတိုင်းမိဆိုင်ဖဆိုင်နှက်တွေသွားတင်ရပါတယ်။မြောင်နဲ့အထိနှက်သွားတင်ရပြီးတခြားရွာတွေကိုလည်းသွားတင်ရပါတယ်။အဲ့ဒီနောက်ရွာတွေကအချုပ်ဆိုင်မှာမနက်ပြန်အလူဝစ်မဲ့အင်ကြီးလေးသွားရွေးလာခဲ့ပါတယ်။အဲ့ဒီအချိန်ကျေးရွာလေချောင်းရံကာကွယ်ရေးကတတိပေးတံတက်တက်ကြားရပါတယ်။တကယ်ကမသေးဖြူတို့အိမ်ကရွာအစွန်မှာရှိတာမို့တတိပေးတံကအဲ့လောက်မကျဲခဲ့ပါဘူး။ရွာတွေကတယောက်တစ်ပေါက်ပြောကြတဲ့အတန်တွေကြောင့်စက်တက်လေးကြီးပါရာမော်တာလာတယ်ဆိုတာသိလိုက်ပါတယ်။မသေးဖြူလည်းအိမ်ကိုရောက်အောင်ပြန်ခဲ့ပါတယ်။ဘုန်းကြီးကျောင်းကသားဖြစ်သူလည်းပြန်ရောက်လာသလိုတငယ်ချင်းရဲ့ကားဝက်ရှော့ကိုသွားနေတဲ့အမျိုးသားဖြစ်သူကလည်းရောက်လာပါတယ်။နေဆိုင်ထရန်ကအင်္ဂလိပ်ထဲမှာမသေးဖြူသားနဲ့သမီးဖြစ်သူတို့ရှိနေပါတယ်။အဖေချထားတဲ့တဲအောက်ကကွပ်ပစ်ပေါ်မှာအမျိုးသားကသူ့ရဲ့တငယ်ချင်းဖြစ်သူနဲ့အတူထိုင်နေပါတယ်။အလူဖိတ်ဖို့အတွက်တိုင်ပင်နေကြတာပါ။အဲ့ဒီနောက်ကျေးရွာလေးချောင်းရံကာကွယ်ရေးတတိပေးတဲ့နဲ့ဘုံချတံကိုတပြိုင်တည်းကြားလိုက်ရပါတယ်။ဘုံကြီးတွေကမသေးဖြူတို့ရှိတဲ့နေအိမ်ပေါ်နဲ့အမျိုးသားဖြစ်သူတို့ရှိတဲ့အပေါ်တက်တဲ့ကြီးကိုကြာလာပါတယ်။ပုံကနေဆိုကျမတတိမိတယ်လို့ဖြစ်သွားတယ်။တတိရလို့ကြည့်လိုက်တယ်။အမေနဲ့ကျမသမီးလေးကကုန်းကုန်းလေးအဲ့ဒါနဲ့ဟော့တော့ငါသမီးလေးဘာမှမဖြစ်ဘူးဆိုပြီးဝှေ့ချီပြီးသားလေးကိုရှာလိုက်တော့မြေရက်စရာဘူးမရှိပါဘူး။သွေးတွေနဲ့မျောနေပြီလို့မတ်သေးဖြူကအုံငူလိုက်ရင်ပြောပါတယ်။သားဖြစ်သူကသွေးထွက်လွန်နေတာကိုကြည့်ပြီးအားကိုးစရာအိမ်အပြင်ဘက်အရင်ပြေးထွက်ပြီးခင်မုန်းဖြစ်သူကိုကြည့်လိုက်တော့ခန္ဓာကိုယ်အပိုင်းပိုင်းအပြက်ပြက်သွေးအိုင်ထဲကခင်မုန်းဖြစ်သူကိုတွေ့လိုက်ပါတယ်။ရင်နာစရာကောင်းချက်ကတော့ကျမစိတ်ကိုမပြေတာဘူး။
ကျမသမီးလေးအသက်ရှင်ရေးကိုထိမ့်ပြီးတော့လေကျမယူမတက်ပါပဲလို့မတ်သေးဖြူကငိုနေဆက်ပြောပါတယ်ယောက်ျားဖြစ်သူအပြင်အတူရှိနေတဲ့တငယ်ချင်းမှတေဆုံးခဲ့တာပါအပိုင်းပိုင်းပြက်ကသွေးအလင်းလေးဖြစ်နေတဲ့သားနဲ့ယောက်ျားကိုကြည့်နောက်တစ်ချိန်စက်တက်လေးချီတက်လာတယ်ဆိုတဲ့အတန်ကြောင့်သမီးငယ်ကိုဖွေချီကနေရာကနေမသေးဖြူထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့မသေးဖြူရဲ့ခြေထောက်ကဘုံစထိမှန်တဲ့နေရာကသွေးတွေပန်းထွက်နေသလိုသမီးငယ်ရဲ့ပေါင်နဲ့လက်ကဒဏ်ရာကလည်းသွေးတလက်ဆက်ထွက်နေပါတယ်ကဲကြပါကူကြပါအော်ဟင်ဝါးနှစ်ပြန်စာလောက်ပြေးပြီးတဲ့နောက်ဒဏ်ရာကြောင့်ဆက်မပြေးနိုင်တော့ပဲလဲကျသွားပါတယ်လေဒီထက်တက်လာတဲ့အတန်ကြားထဲမှာသမီးငယ်ကိုရှင်ဘက်မှာပိုက်ရင်မြေကြီးပေါ်ပလက်လဲချလိုက်ပါတယ်သားမိနှစ်ယောက်ဖြစ်ပလေစီတော့ဆိုပြီးဒါပေမဲ့လည်းထပ်တော့မလာတော့ပါဘူးလို့မသေးဖြူကပြောပါတယ်မေလ17ရက်နေ့မှာရှင်ပြုတ်မဲ့သားဖြစ်သူမောင်ရင်လောင်းနဲ့အလူဂျာယကာတို့ဆုံးပါသွားခဲ့ပါတယ်ဒါကြောင့်မေလ17ရက်နေ့မနက်မှာရှင်ပြုတ်အလူအစားတပ်ပြောက်စွန်းတာကလိုက်ရပါတယ်ရီမန်းချက်ထားတာပေါ့ကျမသားလေးကိုရှင်ပြုတ်ရမယ်ဆိုတဲ့ဆွဲနဲ့ဒါပေမဲ့တစ်ချက်ကလည်းအဲ့ဒီလေထီးလာတာကိုသိရတာနဲ့လူဖို့အရေးပဲကျုပ်ကနှလုံးသွင်းတော့တတိမိတယ်လို့လည်းဖြစ်သွားတဲ့သဘောပါလို့သူ့ကိုယ်သူအပြစ်ဖွဲ့တယ်လို့ငိုနေပြောပါတယ်2025ခုနှစ်အတွင်းမှာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာစစ်ကောင်စီကစက်တက်လေကြီးအထိုင်စခန်းတစ်ခုပြုလုပ်ပြီးဒရဇက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဆောင်းမြို့နယ်မှာဆိုနေ့တိုင်းဒီပါဒီစက်တက်လေကြီးတွေဟာတရက်ကို2စီးအထိကြေးရွာတွေအပေါ်ဝဲခဲ့တယ်လို့ဘုံကျဲတာတွေလည်းပြုလုပ်ခဲ့တယ်လို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကပြောပါတယ်။စက်တက်လေကြီးနဲ့ဘုံကျဲမှုမှာချောင်းဦးမြို့နယ်အတွင်းမှာအရက်သားပြည်သူတေဆုံးထိခိုက်တာတွေစက်တိုက်တိုးလာနေပါတယ်။စစ်တပ်ရဲ့အရက်သားတွေကိုပြစ်မှတ်ထားလာတဲ့2025ခုနှစ်နောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေမှာတာမန်အရက်သားမသေးဖြူတို့မိသားစုလည်းပါဝင်ခဲ့ပါတယ်။ကျမအဲ့ဒီနေ့ကသင်္ကန်းကခဲ့ရပါတယ်။သူတို့ကိုရည်စူးပြီးတော့အလူရေဆက်ကတော့ဖြစ်မလာခဲ့ပါဘူးလို့မသေးဖြူကပြင်ဟာလာပါတယ်။